လာပါရှင်ပေါ် X ဘက်ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတော့ Twin ကနေညအတွက်စိန်ရွေးချယ်ပေးသားမယ် Premium ရွေးချယ်မှုပွဲစဉ်ဟာဆိုရင်တော့ဥရုဂွေနဲ့ Saudi တို့ကန်မဲ့2026ကမ္ဘာဖလားအုပ်စု H ပွဲစဉ်ပဲဖြစ်ပါတယ်ယခုပွဲစဉ်မှာဥရုဂွေအသင်းဟာ Saudi အသင်းဘက်ကိုပေါ်ဒီစေတစ်လုံး30ရှုံးအကျော်ပေးထားပြီးတော့ဘူပေါင်းစေဖွင့်လှစ်မှုကတော့နှလုံး65ပြားရှုံးဖြစ်ပါတယ်ဥရုဂွေအသင်းဟာဒီကမ္ဘာဖလားခြေစစ်ပွဲတုန်းကအဆင့်၄ရပြီးတော့ခြေစစ်ပွဲအောင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်နီးပြကြီး Bill Yersa ရဲ့လက်အောက်မှာဥရုဂွေအသင်းဟာညံနှုံးမြင့်ကစားပြတက်ပြီးတော့တက်မြတ်တိုက်စစ်ကလည်းကောင်းပါတယ်Saudi အသင်းကလည်း Saudi Pro League တိုးတက်လာမှုနဲ့အတူတူခြေစွမ်းမြင့်မာလာတဲ့အသင်းမှာကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်လာခဲ့တဲ့အခြေအနေခြေစမ်းပွဲရလက်ပိုင်းတွေအရာဒီ Saudi အသင်းကလည်းခံကန့်အားကအဆင့်တစ်ခုမှရှိပါတယ် Saudi အသင်းကလည်းအာရှအသင်းပြီးကမ္ဘာဖလားမှာမထင်မှတ်တာတွေလုပ်ပြဖို့အတွက်စိတ်အားထက်သန်နေမှာပါယခုပွဲစဉ်မှာဆိုရင်တော့ Saudi အသင်းဘက်ကသာနီးစနစ်ချင်းကပ်မှုမှန်ကန်ခဲ့ရင်ဥရုဂွေအသင်းအနေနဲ့နှစ်ဂိုးပြတ်အနိုင်ကန်ဖို့ကန်ရဖို့အတွက်ခက်တဲ့အတွက်ကြောင့်စိန်ကတော့ Saudi body ဘက်ကိုရွေးချယ်ခြင်းပါရရှင်ဘောလုံးပွဲစဉ်တွေကိုမြန်မာချင်းနဲ့အတူတူ body ကိုပေါင်းပေါင်းတွေနဲ့စိတ်ချက်ကစားခြင်းနဲ့ဆိုလို့ရှိရင်တော့ ball expand နဲ့အတူတူလက်တွဲဖို့အတွက်စိန်ရနေပြီးတော့ဖိတ်ခေါ်လိုက်ချင်ပါတယ်ရှင်